အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင် color psychology အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ color psychology ဆိုတာကဘာလဲ color psychology ဆိုတာကအယောင်တစ်ယောက်ချင်းစီမှာလူတစ်ယောက်ရဲ့စိတ်ခံစားချက်အမြင့်အပြုမှုတွေကဘယ်လိုသက်ရောက်လဲဆိုတာကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တယ် design branding marketing content creation တွေမှာအယောင်ရွေးချယ်မှုမှားတာမယ်ဆိုလို့ရှိရင်ပေးစဉ်တဲ့ message လုံးဝပြပြသွားနိုင်တဲ့အဖြစ်ဖြစ်တတ်တယ်။အဲဒါကြောင့်မလို့အယောင်တစ်ယောက်ချင်းစီတိုင်းမှာသူတို့ရဲ့အတိတ်ပဲတွေစိတ်ပိုင်းဆိုင်ရာသတ်မှတ်ချက်တွေဆိုတာရှိခဲ့ပါတယ်။ပထမအဆုံးအနေနဲ့ကတော့နေအောင်ပေါ့နော်။နေအောင်ပြောလိုက်ပြီဆိုတာနဲ့ကိုက energy ဖြစ်တဲ့စိတ်လှုပ်ရှားမှုကိုဖြစ်စေရဲ့ပြီးအရေးပေါ်ဖြစ်စေတဲ့နေရာတွေမှာသုံးတဲ့ချက်ချင်းတယောက်ပေါ်ပြနေမှာအသုံးပြုပါတယ်။ဥပမာအနေနဲ့တခုပြောမယ်ဆိုလို့ရှိရင် Coca-Cola brand ကိုကြည့်လိုက်ပေါ့နော် Coca-Cola brand မှာဆိုလို့ရှိရင်ဒါအနီရောင်သုံးထားတယ်ဆိုကြတဲ့ကသူကဒါစိတ်လှုပ်ရှားမှုနဲ့စိတ်တက်ကြွမှုကို focus ဖြစ်စေဖို့ဒီအနီရောင်သုံးထားတွေ့ရပါလိမ့်မယ်ဘလို့ design တွေမှာအသုံးများတယ်ဆိုလို့ရှိရင် promotion ချ design တွေ sale ပေါ့နော်ဒီ sale ချ design တွေမှာ food ပြီးရင် warning sign ဆိုတာတတိပေးတဲ့အချက်တွေမှာဆိုလို့ရှိရင်ဒါအနီရောင် icon အကြီးကြီးနဲ့ဒါပေါ်ပြရမယ်ဆိုလို့ရှိရင်ဒါကလူတွေရဲ့အမြင်အာရုံ focus ရောက်စေတယ်ပေါ့နော်အတိတ်ကတော့ကြည့်တဲ့သူချက်ချင်းအာရုံစိုက်စေဖို့ရအတွက်ဒီအနီရောင်ကိုအသုံးပြုပါတယ်နောက်တစ်ခုကအပြာရောင်လို့ပြောလိုက်ပြီးဆိုတာနဲ့စေယုံစေခန်းတွေမှာအသုံးများတာကိုတွေ့ရပါလိမ့်မယ်သူကယုံကြည်မှုနဲ့ agent မှုပြီး professionalism မှုကိုပေးတယ်ဘလို့ design မျိုးတွေမှာအသုံးပြုလဲဆိုလို့ရှိရင် band တွေတို့ဒီပညာရေးနယ်ပယ်တွေတို့ corporate ဒီလုပ်တဲ့နေရာတွေမှာပေါ့နော်အဲ့လို brand တွေမှာအများဆုံးအသုံးပြုတယ်သူ့ရဲ့ effect ကကြယုံကြည်စိတ်ချရဲဆိုတဲ့ vibe ကိုပေးပါတယ်နောက်တစ်ခုကအဝါရောင်ကကြတော့ဒါပျော်ရွှင်မှုပေါ့နော်ပျော်ရွှင်မှု creative attention တွေကိုပေးတယ်ဘလို့ design တွေမှာအသုံးပြုဆိုရင် kid brand creative content တွေမှာအသုံးများတယ်effect ကတော့ဒီ audience တွေပေါ့နော်ကြည့်ရှုတဲ့သူတွေကို attention ဖြစ်အောင်လုပ်ပြီး energy ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီအဝါရောင်ကိုကဒီကာလာအချိန်စမတက်ဘူးအယောင်များသွားတာရှင်းသွားတာတောက်သွားတာဆိုလို့ရှိရင်တော့ဒါကြည့်ရှုတဲ့သူတွေကိုတော့ဒါမျိုးလုံးပင်မစီရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအဝါရောင်သုံးမဲ့ဆိုလို့ရှိရင်နည်းနည်းလေး view site ပေးဖို့တော့လိုပါမယ်နောက်တစ်ခုကအစိမ်းရောင်ဆိုပြောလိုက်ပြီးဆိုတာဒါ natural နဲ့ပေါ့နော်တဘာဝလို့ပြောလို့ရတယ်ပြီးရင်ကျမ်းမာရေးတည်ငြိမ်မှုနဲ့ group မှာသုံးတာတွေ့ရတယ်သူကဘယ်နေရာမှာသုံးပြီးလို့ရှိရင်အစည်းအဝေးစကန်တွေမှာတွေ့ရတယ်ပြီးရင် fine နဲ့ brand တွေတို့ organize ဖြစ်တဲ့အဲ့လိုနေရာတွေမှာအသုံးပြုတယ် effect ကတော့ဒါစိတ်အေးချမ်းရစေ relax ဖြစ်စေတဲ့ positive vibe ကိုလည်းပေးပါတယ်နောက်တစ်ခုကပါပဲခရမ်းရောင်ကိုပြောလိုက်ပြီးဆိုတာနဲ့ luxury ဖြစ်တဲ့ royalty နဲ့ creativity ဖြစ်တယ်ပေါ့နော်အဲဒီခရမ်းရောင်ကိုဘယ်လို design မျိုးတွေနယ်ပယ်တွေမှာသုံးပြီးလို့ဆိုလို့ရှိရင် beauty salon တွေတို့အခြေပိုင်းတွေမှာပေါ့နော်ပြီး premium brand တွေမှာဆိုလည်းသုံးများတွေ့ရပါလိမ့်မယ်ပြီးရင်သူ့ရဲ့ effect က creative ဖြစ်ပြီး Alicia vibe ပေးတယ် special feeling မျိုးပေးတယ်ဥပမာဒီ beauty salon ဆိုင်တစ်ခုပေါ့နော်မိန်းကလေးဖွင့်ထားတဲ့ဒါ beauty salon လက်သေးဆိုင်တွေပါကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါခရမ်းတို့ပန်းတို့အဲ့လိုဒီဖြော့တော်လေးဒါမိန်းကလေးဆန်တဲ့ vibe ပေါ့နော်အဲ့လိုနေရာမှာအသုံးပြုတာတွေ့ရလိမ့်မယ်ပေါ့နော်နောက်တစ်ခုကအနက်ရောင်လို့ပြောလိုက်ပြီးဆိုရင်ဒါက powerful ဖြစ်တဲ့ Alicia ဖြစ်တဲ့ premium ဆန်နဲ့ mystery ဆန်နဲ့ပေါ့နော်ဘလို့နေရာတွေမှာအသုံးပြုဆိုရင် luxury fashion တွေပြီးတော့ high end brand တွေမှာအသုံးပြုဘာလို့ luxury fashion လို့ပြောတယ်ဆိုတာဒီအနက်ရောင်ဆိုတာကဘယ်ကာလန်တွဲပေါ့နော်ဒါလိုက်တယ်အဲ့တော့ကိုသူကဒါ luxury ဖြစ်တဲ့ brand တွေမှာဒါအသုံးများတွေ့ရမယ် effect ကကြတော့ classic ဖြစ်တယ်ကွာလုံးဝကိုကြည့်ရတာဒါ classic ဆန်ဆိုတာက high brand ကကြည့်ရတာကအရင်ကြီးမသွားကွာလုံးဝကိုကြည့်ရတာမိမိုက်နေတဲ့ပုံစံမျိုးဖြစ်တယ်အဲ့လိုနေရာမှာဒီအနက်ရောင်ကိုသုံးတယ်နောက်တစ်ခုကအဖြူရောင်လို့ပြောလိုက်ပြီးဆိုတော့ clean ဖြစ်တဲ့ minimal ဖြစ်တဲ့ honest ဖြစ်ပါတယ်ဘယ်လိုနေရာမှာသုံးပြီးလဲဆိုလို့ရှိရင် modern design တွေဒီ kit ဒီနောက်ထွက်နေတဲ့ design trend တွေပါလေဆိုလို့ရှိရင်ဒီ white အသုံးပြုတာများလာတာကိုတွေ့ရတယ်ပြီးရင် medical ဆေးပညာတွေမှာအသုံးပြုတယ် teach brand တွေမှာဆိုလည်းအသုံးပြုပါတယ် effect ကတော့ design brief ပဲဖြစ်တဲ့ fresh ဖြစ်တဲ့ professional appearance ပေးပါတယ်နောက်တစ်ခုက brown အညိုရောင်လို့ပြောလိုက်ပြီးဆိုတာဒါ coffee ဆိုင်တွေမှာအသုံးများတွေ့ရလိမ့်မယ်ပြီးရင်ဘလို့နေရာမှာအသုံးပြုလဲဆိုရင် vintage vibe တွေပေါ့နော်ရှေးရိုးစင်ဆက်ပေါ့နော်အဲ့လို design တွေမှာဆိုလို့ရှိရင်အသုံးများတွေ့မယ်ကိုကအရင်တစ်ခေတ်တစ်ခါကိုပြန်ရစေတဲ့ vibe မျိုးပေးချင်လို့ရှိရင်ဒီအညိုရောင်အသုံးများတာတွေ့ရပါလိမ့်မယ်နောက်တစ်ခုကအကိုရွှေရောင်လို့ပြောပြီးဆိုတာနဲ့ဒါကဝက်ချမ်းသာကြွားမှု luxury ဖြစ်တဲ့ sexy ဖြစ်တဲ့ဆိုတဲ့ vibe ကိုပေးတယ်သူက premium product နဲ့အဝဆူချင်းမင်းတဲ့ design တွေပြီးရင် jewelry ဆိုင်တွေဒီရွှေဆိုင်တွေမှာအသုံးပြုတာများပါတယ် premium vibe တွေပြီးရင် special feeling ကိုဒီအဖွေ effect တွေကတော့ဒီရွှေရောင်ကတော့ပေးပါတယ်နောက်တစ်ခုက gray မီးခိုးရောင်ကတော့
neutrality ဆန်နဲ့ valence ဖြစ်တဲ့ professional ဆန်နဲ့ပေါ့နော်ဒီ professional ဆန်နဲ့ရောင်နေဆိုလို့ရှိရင်အနက်တို့အဖြူတို့ခဲတို့အဲ့လိုဓာတ်တွေကဆိုလို့ရှိရင်ဒါ classic ဖြစ်တဲ့ bike တွေလို့ပြောလို့ရတယ်အဲ့လိုနေရာမှာဒီလိုအရောင်တွေကိုအသုံးပြုရပေါ့နော်နောက်တစ်ခုအစေးပါငွေရောင်ကကြာတော့ modern ဖြစ်တဲ့ futuristic ဖြစ်တဲ့ပြီးရင် elegant ဖြစ်တယ်ပေါ့နော်ဘယ်လိုနေရာမှာအသုံးပြုလို့ဆိုရင် automatic brand နဲ့ luxury product တွေမှာအသုံးပြုရမြင်တော့ပြောမှဆိုလို့ရှိရင်တော့ဒီရှေးမွေး company တွေပါတယ်တို့အဲ့လိုရှေးမွေး brand တွေမှာဆိုလို့ရှိရင်တော့ဒီ luxury ဖြစ်အောင်စေးပါအရောင်ကိုအသုံးပြုရများတယ်ပေါ့နော်သူ့ရဲ့ effect တွေကကြာ style လေးဖြစ်တယ်ကွာအဲ့လိုပြောလို့ရတယ်ပြရလို့ရှိရင်ချုံမြိန်တဲ့အရောင်လေးပန်းရောင်ပေါ့နော်ပန်းရောင်ကိုပြောလိုက်ပြီးဆိုရင်သူက romantic ဖြစ်တဲ့ချက်ချင်းတည်ရတာကိုဖော်ပြပါတယ်ဘလိုနေရာမှာသုံးပြီးလို့ဆိုရင် beauty salon တွေ kit ကလေးနဲ့ပတ်သက်တဲ့ဒီ brand တွေပေါ့နော်အဲ့လိုနေရာမှာသုံးပြီးတဲ့ street brand တွေမှာဆိုလည်းအသုံးဖြစ်တယ်မြင်တော့ပြောမယ်ဆိုလို့ရှိရင်ဒီခုလာတော့မဲ့ဒီ February 14မှာဆိုလို့ရှိရင်လေ Valentine Day ပေါ့နော် Valentine Day မှာဆိုလို့ရှိရင်လည်းအဲ့လိုချက်ချင်းအရောင်ဖြစ်တာတို့ကြောင့်မဒီပန်းရောင်ကိုအဲ့လိုချွတ်ချွတ်မြတ်မြတ်အရောင်လေးတွေကိုသုံးပြီးတွေ့ရပါလိမ့်မယ် effect ကကြတော့ဒါ friendly ဖြစ်တယ်ပေါ့နော် gentle ဖြစ်ပါတယ် bike ကိုပေးတယ်နောက်တစ်ခုကတော့ orange လေမော်ရောင်လို့ပြောလိုက်ပြီဆိုတာဒါအောင်မြင်ခြင်းရောင်ပေါ့နော်ဘာလို့အောင်မြင်ခြင်းရောင်လို့ခေါ်လို့ဆိုလို့ရှိရင် Alibaba brand ကိုတွေးပါလိမ့်မယ် Alibaba ကဘာလို့လေမော်ရောင်သုံးတာဆိုလို့ရှိရင်ဒါသူအောင်မြင်နေဆိုတဲ့ vibe ပြရလို့ရှိရင် motivation ပေးတဲ့ vibe မျိုးပေးခြင်းလို့ဒီ orange ဒီလေမော်ရောင်သုံးထားတာတွေ့ရပါလိမ့်မယ်အဲ့တော့ဘယ်နေရာမှာအသုံးများလဲဆိုလို့ရှိရင် sport အားကစားတွေ food design တွေမှာအသုံးများပြီးတော့ creative brand တွေမှာလည်းအသုံးများတာတွေ့ရတယ်သူ့ရဲ့ effect တွေကတော့ attention ရတယ်motivation feeling ကိုပေးရတယ်အဲ့တော့ design ဆွဲတဲ့အခါမှာကိုက color psychology ကိုနားလည်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ design logo brand ပြီးရင် marketing ကိုနဲ့နေကို orient ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းချုပ်ပြီးတော့ message ကိုမြန်နားလည်စေတယ် brand identity ကိုအခြေခံစွာတည်ဆောက်နိုင်တယ်ပေါ့နော်ဒီကရိုးရိုးရှင်းရှင်းမြင်မဲ့ဒီ orient ရဲ့ emotional နဲ့ connected ဖြစ်အောင်ဒီအရောင်နေရဆိုလို့ရှိရင်လေဆွဲဆောင်တဲ့ထင်မှာပါဝင်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုသိခဲ့တာတွေတုံးပြီးကိုရဲ့ next design content နဲ့အရောင်ရေးဆင်မှုတွေကိုအကျိုးရှိပါချေလို့မျှော်လင့်ပါတယ်နော်နောက်ဗီဒီယိုမှာ brand color ဘယ်လိုရေးရမလဲဆိုပြပြပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ထားပေးကြပါဦးနော်